များအခုတလောတစ်ခုခုကိုအလိုလိုနေရင်အလောတကြီးဖြစ်နေလားဖုန်းဖွင့်လိုက်တာနဲ့ social media ပေါ်မှာကိုထက်အသက်ငယ်တဲ့လူတွေအောင်မြင်နေတာတွေ့ပြီးငါကဘာလို့အခုထိနောက်ကျကြနေရတာလဲဆိုပြီးကိုအားမလို့အားမရဖြစ်မိနေလားဒါဟာအခုခေတ်လူငယ်တွေကြားမှာအဖြစ်များဆုံးစိတ်ရောဂါတစ်မျိုးဖြစ်တဲ့ Harry Sickness ဒုမဟုတ်အမြန်အောင်မြင်ခြင်းစိတ်ကြောင့်ပါပဲဒီနေ့ဗီဒီယိုမှာတော့ဘာလို့ကျွန်တော်တို့တွေဒီလောက်တောင်အလောတကြီးဖြစ်နေရတာလဲဒါကိုစိတ်ပညာနဲ့ mindset ရဘလို့ပြန်ပြီးထိန်းနိုင်မလဲဆိုတာကိုပြောပြပြီးတော့မှဖြစ်ပါတယ် Harry Sickness ဆိုတာစိတ်ပညာရှင်တွေတတ်မှတ်ထားတဲ့ဝေဒနာတစ်ခုပါအမြဲတမ်းအချိန်နဲ့ပြန်ပြီးပြေးလွှားနေရတာအလုပ်တစ်ခုကိုလုပ်နေရင်နောက်တစ်ခုကိုစဉ်းစားနေရတာမျိုးပေါ့အထူးသဖြင့်အခုခေတ်လူငယ်တွေအများစုဟာ social media ပေါ်ကသူများတွေရဲ့ highlight reel တွေအောင်မြင်မှုပြဝတ်တွေကိုကြည့်ပြီးကိုယ့်ရဲ့အစပိုင်း chapter 1ကိုသူတို့ရဲ့အလယ်ပိုင်း chapter 20နဲ့တွားပြီးနိုင်ရှင်နေမိတတ်ကြတာပါဒါခမားကိုမလိုအပ်ဘဲစိတ်ဖိစီးစေပြီးလက်ရှိလုပ်နေတဲ့အလုပ်မှာပါအာယုံစိုက်လို့မရတော့အောင်နောက်ရှင်းနေပါလိမ့်မယ်ကျွန်တော်တို့အမြန်လိုချင်နေတဲ့အရာကတကယ်တော့အောင်မြင်မှုထက်အတိမတ်ပြုခံရမှုဖြစ်နေတတ်ပါတယ်သူများတွေတောင်ဒီတဲ့ရွယ်နဲ့ဒါတွေဖြစ်နေပြီငါအခုထိဘာမှဖြစ်မလာသေးဘူးဆိုတဲ့အတွေးဟာအစိတ်တော့ပါပဲလူတိုင်းမှာကိုယ်ပိုင် timeline ရှိပါတယ်တယောက်နဲ့တယောက်ပန်းနိုင်ခြင်းမတူညီကြတယ်လို့ထွက်ခွာလာတဲ့အခြေအနေချင်းလည်းမတူညီကြပါဘူးသူများတွေနဲ့နိုင်ရှင်တွေခမားရဲ့စိတ်ချမ်းသာမှုဟာသူတစ်ပါးရဲ့လက်ထဲမှာပဲရှိနေပါလိမ့်မယ်ဒီလိုအမြန်လိုစိတ်ကိုထိန်းချုပ်ဖို့နီလန်တုံးမှုရှိပါတယ်ပထမဆုံးနီလန်ကတော့ digital detox လို့ခေါ်တဲ့တနေ့ကိုအနည်းဆုံး1နာရီလောက်ဖုန်းနဲ့ဝေးနေပါသူများတွေဘာလုပ်နေလဲဆိုတာကိုခဏမိထားပြီးကိုယ့်ဘဝကိုပဲပြန်ကြည့်ပါဒုတိယနီလန်ကတော့ enjoy the process လို့ခေါ်တဲ့ရလဒ်ကိုပဲအာရုံစိုက်မနေပဲလှုပ်ဆောင်နေတဲ့လမ်းကြောင်းကိုပျော်အောင်ကြိုးစားပါတတိယနီလန်ကတော့ one time at a time လို့ခေါ်တဲ့အလုပ်တွေကိုတစ်ခါတည်းနဲ့အများကြီးမလုပ်ပါနဲ့တစ်ခုချင်းစီကိုအာရုံစိုက်ပြီးပြင်းပြအောင်လှုပ်ဆောင်တာကခမားကိုပို့ပြီးတည်ငြိမ်စေပါတယ်အောင်မြင်မှုဆိုတာမာရသွန်ပြိုင်ပွဲလိုပါပဲခဏလေးပြေးရတဲ့မီတာ100အပြေးပြိုင်ပွဲမဟုတ်ပါဘူးအခုခမားသွားနေတဲ့လမ်းကြောင်းကနေချင်းနေနေလိမ့်မယ်ဒါပေမဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေဖို့ကပိုအရေးကြီးပါတယ်ခမားရဲ့ return နဲ့ခမားသွားပါပန်းပွင့်တိုင်းဟာတစ်ချိန်တည်းမှာအတူမပွင့်ကြပါဘူးဒါပေမဲ့အချိန်တိုင်းရင်တော့တူလာနဲ့တူပွင့်လာမှာပါခမားကိုခမားယုံကြည်ပါဒီနေ့ဒီဗီဒီယိုလေးကနေခမားရဲ့စိတ်ဖိစီးမှုတွေကိုတစုံတရာရောကြစေလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဘလို့အကြောင်းအရာ mindset မျိုးကိုသိကျင်လဲဆိုတာကိုcomment မှာပြောတော့ပေးပါဦးကျွန်တော်ရဲ့ Python channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့ဦးအားလုံးပဲတည်ငြိမ်တဲ့စိတ်ဓာတ်နဲ့အောင်မြင်မှုကိုရယူနိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်